ရှင်ကျမကတော့တားတော့ပါဆိုပါရှင်ကျမဒီနေ့ဗာကြည့်ပေးမလဲဆိုလို့ရှိရင်ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေရဲ့လက်ရှိလူမှုရေးကံပေါ့နော်လူမှုရေးအခြေအနေပေါ့နော်လူမှုရေးကံအခြေအနေလူမှုရေးနဲ့ပတ်သက်ပြီးတော့ဘာတွေများဖြစ်နေလဲပေါ့နော်အဲ့ဒါကိုကြည့်ပြပါမယ်ရှင်လက်ရှိလူမှုရေးကံပေါ့နော်ဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေရဲ့လက်ရှိလူမှုရေးကံဒီမှာကြည့်ပြပါမယ်ရှင်ဒီပါမယ်ရှင်ဒီဗီဒီယိုကိုကြည့်နေတဲ့သူရဲ့လူမှုရေးကံကဘာဖြစ်မလဲဆိုလို့ရှိရင်အထက်လူကြီးဒါမှမဟုတ်အသက်ကြီးတဲ့သူတွေရှိရနေပြီးတော့ငွေကြီးတော်၎င်းအလောက်ကင်တော်၎င်းအကျိုးစီးပွားတစ်ခုခုတော်၎င်းသူတို့ရှိညာနေပြီးတော့เนาะကိုယ့်ကိုချစ်လို့ပဲဖြစ်ဖြစ်ခင်လို့ပဲဖြစ်ဖြစ်ကိုညီတာစောင့်ရှောက်တာမဆတာဥမာဆိုလို့ရှိရင်ပေးကမ်းတာမျိုးကိုခံရတတ်တယ်နောက်တစ်ခါမိဟောင်းနေနဲ့ပြတ်တက်တာမျိုးတွေရှိတတ်တယ်မိဟောင်းနေနဲ့စကားများတတ်တာတွေเนาะဆက်ဆံရေး break out ဖြစ်သွားတာတွေเนาะဆက်ဆံရေးတစ်ခုမှရက်စဲသွားတာမျိုးတွေဖြစ်တတ်တယ်အဲ့လိုမျိုးမိဟောင်းနေအဲ့လိုမျိုးဖြစ်သွားတဲ့အခါမှာမိတ်သက်တွေကိုယ့်ပေါ်မှာထိုက်ပြီးတော့ထက်ရောက်လာတာမျိုးတွေလည်းရှိတတ်ပါတယ်ရှင်ဒီမှာနောက်တစ်ခါကြည့်ပြပါမယ်ရှင်ပြဿနာတွေပေါ့နော်လူမှုရေးနဲ့ပတ်သက်ပြီးတော့ပြဿနာတွေဂျားညက်နေတတ်တယ်ဟိုဘက်ဒီဘက်သူများပြဿနာပေါ့သူများပြဿနာကြားထဲမှာကိုကညက်တတ်တာမျိုးတွေရှိတယ်ဥပမာသားသမီးကြားမိဘကြားမောင်နှမကြားအဲ့လိုမျိုးတွေပေါ့နော်အဲ့ဒီကြားထဲမှာကိုရောက်သွားတာမျိုးတွေရှိတတ်တယ်အဲ့တော့အဲ့လိုမျိုးတွေဖြစ်နေတဲ့ပြဿနာကြားထဲကိုမဝင်ဖို့သတိပေးခြင်းပါတယ်ရှင်ဒီဗီဒီယိုကတနေ့ energy ကြိုက်တယ်ဆိုလို့ရှိရင်ယူပါရှင် energy မကြိုက်ဘူးဆိုလို့ရှိရင်ဒီဗီဒီယိုကိုကိုယ့်ရဲ့ entertainment သဘောဖြင့်နဲ့ဒါမှတ်ယူပေးကြပါရှင်ခုနကသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်